အားလုံးပဲမင်္ဂလာပါအောင်ချမ်းမင်းဖို့ပုံမှာပြန်လည်ပြီးတော့ကြိုဆိုပါတယ်ဒီနေ့ဧပြီလ21အင်္ဂါနေ့ညတနင်္ဂနွေခွဲမှာရှင်မင်ကစားမဲ့ Brighton Chelsea Brighton level 20ချုံ3လုံးပေါင်း40တမတ်ပဲကွာတဲ့ဥရောပချန်ပီယံလိဝင်ခွင့်နေရအတွက်အပြိုင်ကြမဲ့ Brighton နဲ့ Chelsea တို့ထိတိုက်တူစင်မှုဖြစ်တယ် Brighton ကတော့နောက်ဆုံး၄ပွဲမှာမရှုံးမနဲ့၃ပွဲနိုင်ထားတယ်ရလက်ကောင်းတွေပိုင်ဆိုင်ထားတယ်စစ်တဲ့ရလက်ဆိုးနေတဲ့ Chelsea ဒီနေ့ပွဲမှာအစွမ်းကုန်တုံ့ပြန်နိုင်မှုကြိုးစားလာလိမ့်မယ်Brighton ရဲ့နောက်ဆုံး၅ပွဲမှာ၃ပွဲနိုင်တစ်ပွဲတည်တစ်ပွဲရှုံးထားတဲ့ရလက်ကောင်းတွေပိုင်ဆိုင်ထားတယ်။စရက်ရလက်ဆိုးတဲ့ Chelsea ကတော့ဒီနေ့ပွဲမှာလည်းပဲရုံးကန်ရနိုင်တယ်။ဒီနေ့တဲ့နောက်ဆုံးတွေ့ဆုံမှု၅ပွဲမှာ၅ပွဲစလုံးနဲ့၃ဂိုးထက်ရှိထားတဲ့ Brighton အိမ်ဝင်းမှာမရှုံးနိုင်ဘူးလို့ယူဆတဲ့ Brighton body နဲ့9ပေါ်ရွေးချယ်ပါတယ်။နောက်တစ်ပွဲကတော့ည7:00နာရီခွဲမှာရှင်မင်ကစားမဲ့မာယော့ကဗလင်စီယာမာယော့ကလည်းပဲ20ရှုံးနှလုံး50ရှုံးနှစ်သင်းလုံးကတန်းသင်းဆုံးဖိအားရှိနေတဲ့အသင်းနှစ်သင်းဖြစ်တယ်။မာယော့ကနောက်ဆုံး၅ပွဲမှာ၃ပွဲနိုင်တစ်ပွဲတည်တစ်ပွဲရှုံးထားတဲ့၅ပွဲလုံးနဲ့9ပေါ်ထားတဲ့တွေ့ရတယ်။လောလောဆယ်မာယော့ကာရဲ့ချစ်စွမ်းနဲ့အင်ကွင်းအရှိန်နဲ့ဆိုတော့မာယော့ကာမရှုံးနိုင်ဘူးလို့ထင်တယ်။ဗလင်စီယာကတော့လာလီဂါအဝေးကွင်းနောက်ဆုံး၄ပွဲမှာ၃ပွဲရှုံးထားတယ်။ဗလင်စီယာအဝေးကွင်းအားနည်းတယ်လို့ယူဆတယ်။မာယော့ကာဘော်ဒီနဲ့9ပေါ်ရွေးချယ်ပါတယ်။နောက်တစ်ပွဲကတော့ညနေမှာရှင်မန်ကစားမဲ့ရဲမဲတဲ့အလာဘက်ရဲမဲတဲ့နှလုံးပေါင်း60 3လုံး40ကျော်ချန်ပီယံလိဂ်ကလည်းထွက်ခဲ့ပြီးဖြစ်တယ်။ပြည်တွင်းလာလီဂါအမှတ်ပေးကလည်းပဲအချိန်မကောင်းတော့ဘူးပြောရမှာဖြစ်တယ်။ရဲအနေနဲ့အိမ်ကွင်းမှာတော့နိုင်ပွဲရအောင်ပြန်လုပ်ဖို့လိုအပ်နေပြီဖြစ်တယ်။ရဲမဲတဲ့အနေနဲ့ဒီနေ့အိမ်ကွင်းပွဲမှာတော့ပေါက်ကွဲလာနိုင်လိမ့်မယ်လို့ထင်တယ်။အလာဘကလည်းပဲအစွမ်းကုန်ရုံးကန်မှာဖြစ်တယ်။တန်းစစ်စုံနဲ့ကတ်နေတာဖြစ်တော့မို့အလာဘတိုက်စစ်ပိုင်းကလည်းပဲကိုရတယ်။ရဲမဲတဲ့ကတော့နောက်ဆုံး2ပွဲဆက်အမှတ်တွေရောက်ခဲ့ရတယ်။အလာဘကတော့နောက်ဆုံး5ပွဲမှာ1ပွဲနိုင်4ပွဲကနှစ်ဘက်သွင်းကို4ဂိုးထိရှိထားခဲ့တယ်။ရဲမဲတဲ့ body နဲ့9ပေါ်ရွေးချယ်ပါတယ်။အကြိုက်ချင်းမတိုးရင်ဘက်ကမ်းပြီးတော့ကစားပါကျွန်တော်ညီကိုများတို့အကောင်းဆုံးဖြစ်နိုင်မဲ့ရလဒ်များကိုခမရွေးချယ်ပေးလိုက်ပါတယ်အားလုံးအဆင်ပြေကြပါစေ